အားလုံးမကလာပါရှင်းမဖို့လက်ချင်းတိုက်ပွဲပြီးလို့ကျမတို့ပန်းဖြေခရီးထွက်လာခဲ့ကြတာပါကားမောင်းနေတဲ့ကောင်းချောလေးကအောက်လို့ခါမျက်နှာကောင်းပေါ်မှာတင်ထားတဲ့ချစ်စရာကြီးကိုင်းတဲ့ကောင်မလေးကလဲပါကျမအနောက်ကခန့်ချောအကူကထီကရုပ်ပါစပင်အပြာရောင်လေးနဲ့အမနလေးလားကမယကျမကအင်ဂျလာပါအန်ဂျလာဖုန်းလိုင်းကိုပိတ်ထားလိုက်အခုကားဆက်ရက်သွားပြီးကားမောင်းလို့မရတော့ဘူးဘာဆက်လုပ်ရမလဲမတ်ဖိကလေးတုံးမရဖြစ်နေတယ်အလုခရစိတ်ကိုငြိမ်ငြိမ်ထားကိုတွားကြည့်လိုက်မယ်ကားတစ်ခုခုဖြစ်နေတာလားမှမသိတာစီလဲအပြည့်ဖြည့်ထားရဲ့သားနဲ့ဟုတ်ကဲ့ကွန်ကားကဘာမှမဖြစ်ဘူးမနဲ့ကြမှာကားပြင်တက်တဲ့လူကိုရှာကြည့်မှာပဲရတော့မယ်ဒီညဒီမျိုးပြက်မှာပဲအိတ်ကြရအောင်ကျမကားပြက်ပြီးဒီကိုရောက်နေတာရှင်တို့ကိုမြင်တာနဲ့ကျမအခန်းထဲဝင်လာခဲ့တာကျမတားပြက်ပြီးဒီမျိုးပြက်ကိုရောက်နေတာဘယ်လောက်ကြာပြီလို့ရှင်ထင်လဲကျမဒီကိုရောက်တာနှစ်ပေါင်း100ရှိပြီအခုတော့ကျမနေရာရှင်နေရတော့လည်းကျမလွတ်လပ်ပြီ